ရောက်ဖြစ်ပါတယ်ဒီမှာကျမအင်ဆိုင်ပြီးပြီးတော့ချောင်းနောက်ချနေခဲ့တယ်ကျမစပင်းုံထိုးရပြီးအိမ်ရောက်ဝင်ခဲ့တယ်ညလေးနေပြီးတော့အားလုံးတိတ်ဆိတ်နေခဲ့တယ်ကျမညီမကိုတွားကြည့်ခဲ့ညီမရေညီမဒါပေမဲ့စကားတခုမှပြန်မပြောပါကျမလေးတခုပြင်နေတော့ညီမပြောစမ်းဖြည်းဖြည်းနဲ့ကျမပြောနေငါ့ကိုမမီလားကျမလည်းသူစောင့်နေတယ်မျိုးရေမလို့ခဲ့ပါကျမလည်းအိတ်ကိုပြစ်ချပြီးတန်းမီလောက်ကိုလောက်ပါကျမလုံးနေတော့မှပဲတန်တန်အောင်ကြားလိုက်တယ်ကျမလည်းတခုပါဆိုပြီးထင်လိုက်တယ်ဒါပေမဲ့အတန်နည်းနည်းကျဲလာတယ်ကျမနည်းနည်းလက်နေခဲ့ကျမညမှာဘာဖြစ်နေရလဲဆိုတော့စိတ်လှုပ်ရှားခဲ့အချိန်မှကျမတော့ကြည့်ခဲ့ညီမတော့ပုံစံတိုင်းမှာဒါပေမဲ့ညီမပိုရှိကိုမတခုရှိရဲ့ရှိမတခုရှိရဲ့ကျမလည်းအရှိတော့ပြီးစစ်ခဲ့ဒါပေမဲ့ကျမလာခဲ့လာလိုက်မှာဘာမှမတွေ့ခဲ့ရပါဘူးအဲ့မှာဘာမှမရှိပါညီမဇက်တွေအပ်ကိုလည်းမျိုးထိုးပြီးပြောနေခဲ့ကျမလည်းနေရာကျကုန်လိုက်စစ်ခဲ့ပါအဲ့မဲ့ဘာလို့မှမတွေ့ပါကျမရင်းမမိလိုက်တာဆင်းရဲအောင်မှာခြေလောက်တွေထွက်နေရပါပဲကျမတောင်ကြီးမြောက်ကြီးနဲ့ပပင်းနေတဲ့ပင်ကြီးကိုလိုက်ကြည့်ခဲ့ကျမမတွေ့ခဲ့ပါဒီနားလေးရောက်တော့တန်တန်ကြားလိုက်တယ်အော်မှာကျမအောက်ကိုငိုကြည့်လိုက်တော့ခြေလောက်ကြီးကိုတွေ့လိုက်ရတယ်အဲ့ဒါကြောင့်ကျမရေးစကန်ကိုတွားပြီးကြောင်းကြမလို့ဒီချင်းကိုရေးစကန်ကပိတ်နေတော့ပြီလေကျမတွေးနေစပင်းကိုမြင်လို့ကြီးကြီးနဲ့နင်းသွားခဲ့တယ်မျိုးရင်းမှာလည်းတိတ်ဆိတ်နေခဲ့ကျမစပင်းကိုမြင်နင်းခဲ့တယ်နင်းပြီးရေးစကန်ရှိကိုတွားခဲ့အိမ်မှာဘယ်လိုဖြစ်နေလဲကျမမသိခဲ့ပါရေရရှိကိုမေးတယ်ရေရရှိကျမရေရရှိနေတွေ့ကြလို့ပါအဲ့လိုပြောပြီးကျမဝင်ခဲ့ရေရရှိကျမအိမ်မှာလူကြီးစုံတဲ့ရောက်နေတယ်သူကဆင်းရဲအောင်မချောက်ကြီးလို့ပြောရေရရှိသူပြန်လာပြီလို့ကျမပြန်ပြောကျမခေါင်းနဲ့ကက်လာခဲ့ပြီးပါပြီ